အားလုံးမင်္ဂလာပါကျွန်တော်စီချမ်းပါကျွန်တော်ဒီနေ့အပြင်လက်တွေ့လောကမှာတကယ်ဖြစ်နေတဲ့လူတွေရှိနေတဲ့ထူးထူးဆန်းဆန်းစိတ်ရောဂါအကြောင်းလေးတွေပြောကြရအောင်ပထမတစ်ခုအနေနဲ့ကတော့မွန်ချားဆင်ဆင်ဒရုန်းလို့ခေါ်တဲ့စိတ်ရောဂါအကြောင်းပဲဖြစ်တယ်ဗျဒီစိတ်ရောဂါကိုလူလို့စိတ်ရောဂါလို့လည်းသတ်မှတ်ထားကြတယ်ဗျဒီစိတ်ရောဂါဖြစ်နေတဲ့လူတွေကတခြားလူတွေကသူတို့အပေါ်စာနာတာတွေတနာတာတွေကိုလိုချင်ကြတဲ့စိတ်ရောဂါတစ်မျိုးလို့လည်းပြောလို့ရတယ်ပေါ့ဗျာတချို့ကဒီစိတ်ရောဂါကိုစေတောက်ကျင်တဲ့စိတ်ရောဂါဆေးရုံတက်ကျင်တဲ့စိတ်ရောဂါလို့လည်းသတ်မှတ်ထားကြတယ်ဗျတနည်းပြောရရင်ဒီစိတ်ရောဂါတွေကတခြားလူတွေရဲ့စာနာတာတွေတနာတာတွေနဲ့ဂယုစိုက်တာတွေကိုခံရဖို့အတွက်စေတောက်တာတို့စေထိုးတာတို့လုပ်တတ်တဲ့အပြင်လိုအပ်ရင် operation လုပ်ဖို့အထိတော့မှဆန္ဒရှိကြတယ်လို့ပြောလို့ရတယ်ပေါ့ဗျာနောက်ပြီးဒီစိတ်ရောဂါခံစားနေရတဲ့ယောဂတွေကသူတို့ကလူမမာဖြစ်တဲ့အကြောင်းယောဂတကူခံစားနေရပါတယ်ဆိုတဲ့အကြောင်းလေးကိုသူတို့ပုံဝင်ကြလူတွေနဲ့တခြားလူတွေကိုတမင်တက်လိုက်ပြောပြတတ်တယ်လို့အရေးအငွေ့ပြပြီးတော့လဲစာနာတနာလောင်လုပ်ကြတယ်ဗျနှာစီးတာခေါင်းကိုက်တာအေးမိတာဖျားတာနာတာလောက်နဲ့ဟန်ဆောင်ပြတာကိုစာနာမှုမရဘူးဆိုရင်ကြောက်ကပြက်စီးနေတာလို့နှလုံးယောဂရှိတာလို့ကင်ဆာယောဂတကူခံစားနေရပါတယ်ဆိုပြီးတော့ဟန်ဆောင်ပြတတ်ပြီးအတန်းရှင်းယူတတ်ကြတယ်ဗျဟန်ဆောင်နေတယ်ဆိုပြီးတော့ဆေးရုံဆေးခန်းရောက်လို့ဆရာဝန်ကစစ်ဆေးလိုက်ရင်အဖြေတိမှာပဲဆိုပြီးတော့ဆေးရုံဆေးခန်းနေမသွားရဲကြဘူးလို့မထင်ကြနဲ့ဗျသူတို့ကဆေးရုံဆေးခန်းတွေကိုတအားသွားကျင်ကြတဲ့လူတွေဖြစ်ပြီးတော့ဆရာဝန်တွေကစစ်ဆေးကြည့်လိုက်လို့ဘာယောဂလက္ခဏာမှမပေါ်ဘူးဆိုရင်သူတို့ကဆရာဝန်တွေကိုထက်လိမ်ပြီးတော့သူတို့မှယောဂရှိတဲ့အကြောင်းသူတို့ယောဂလက္ခဏာတွေပြနေတယ်ဆိုပြီးတော့စီဘေးခိုင်းတာမျိုးတွေခွဲစိတ်ခိုင်းတာမျိုးတွေအထိလုပ်ကြတယ်ဗျနောက်ဆုံးများဆရာဝန်တွေကသူတို့ဆေးကူးတောင်းမှုမပေးဘူးဆိုရင်သူတို့ယောဂတစ်ခုဖြစ်အောင်ဒဏ်ရာတစ်ခုဖြစ်အောင်ကိုယ့်ကိုညှဉ်းပန်းနှိပ်စက်တတ်ကြပြီးတော့ဆရာဝန်တွေရဲ့ဆေးကူးတောင်းမှုခွင့်ကိုမရရအောင်ယူကြတဲ့ဆေးယောဂတစ်မျိုးလည်းဖြစ်တယ်ဗျနောက်ပြီးဒီစိတ်ယောဂဖြစ်တဲ့လူတွေတော်တော်များများဆေးဖက်ဆိုင်ရာဗဟုသုတတွေမှာကျွမ်းကျင်နေကြပြီးတော့သူတို့ဟန်ဆောင်ရမယ့်ယောဂနဲ့အဲ့ဒီယောဂရဲ့လက္ခဏာတွေအဲ့ဒီယောဂတောက်ရမယ့်ဆေးတွေကိုလည်းသူတို့ကသိထားတယ်ဗျနားလည်ထားတယ်ဗျဘာလို့ဒီစိတ်ယောဂကိုမွန်ချားဆင်ဆင်ဒရုန်းလို့ခေါ်ရတာလဲဆိုတော့18ရာစုလောက်တုန်းကနာမည်ကြီးခဲ့တဲ့ဂျာမန်ဘာရွန်တယောက်ရဲ့နာမည်ကိုကုစားပြုပြီးမှတ်ထားတာဖြစ်တယ်ဗျသူ့နာမည်အပြည့်စုံကတအားရှည်တာမလို့ကျွန်တော်ဒီမှာတော့မပြောတော့ဘူးဗျဒီဂျာမန်ဘာရွန်ကသူအသက်ကြီးလာတဲ့နောက်ပိုင်းမှာသူငယ်ငယ်တုန်းကဒီနေရာမှာစစ်တိုက်ဘူးတယ်ဒီစစ်စင်ရေးမှာပါဝင်ခဲ့ဘူးတယ်ဟိုနေရာမှာစစ်တိုက်ဘူးတယ်ဟိုစစ်စင်မှာပါဝင်ခဲ့တယ်ဆိုပြီးတော့ကြွားလုံးတွေလိုက်ထုတ်နေတာဗျဒီကိစ္စတွေကတကယ်ရောဟုတ်ရဲ့လားဆိုပြီးတော့လိုက်စုံစမ်းကြည့်တဲ့အခါဒီလူကလူလင်တယောက်ဖြစ်နေတာကိုသိခဲ့ရပြီးတော့သူကအဲ့လိုနာမည်ဆိုးနဲ့နာမည်ကြီးခဲ့ရတာကြောင့်1951နောက်ပိုင်းမှာဒီဂျာမန်ဘာရွန်ကိုစားပြုပြီးတော့ဒီစိတ်ယောဂကိုမွန်ချားဆင်ဆင်ဒရုန်းလို့ခေါ်ခဲ့ကြတာဖြစ်တယ်ဗျမှဲ့ခဲ့ကြတာဖြစ်တယ်ဗျသူနာမည်ပေးတဲ့ပုံစံလည်းတကယ်ကိုအဆန်းကြီးဗျဒီမွန်ချားဆင်ဆင်ဒရုန်းဆိုတဲ့ယောဂကနေထပ်ပွားလာတဲ့နောက်ထပ်စိတ်ယောဂတစ်မျိုးရှိသေးတယ်ဗျဒီမွန်ချားဆင်ဆင်ဒရုန်းကိုအဆင့်မြင့်ထားတဲ့ယောဂဒီမွန်ချားဆင်ဆင်ဒရုန်းရဲ့ new version လို့လည်းခေါ်လို့ရတယ်ပေါ့ဗျာမွန်ချာဆင်ဆင်ဒရုန်းဆိုတဲ့ယောဂကွက်ကိုညှဉ်းပန်းနှိပ်စက်တဲ့စိတ်ယောဂလို့ပြောမယ်ဆိုရင်သူ့ရဲ့နောက် version တစ်ခုကလူများတွေကိုလိုက်ပြီးတော့ညှဉ်းပန်းနှိပ်စက်တဲ့စိတ်ယောဂလို့ပြောလို့ရတယ်ဗျဒီစိတ်ယောဂကတော့မွန်ချားဆင်ဆင်ဒရုန်းမှာ proxy လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးဖြစ်တယ်ဗျဒီမွန်ချားဆင်ဆင်ဒရုန်းမှာ proxy ဆိုတဲ့စိတ်ယောဂတွေကမွန်ချားဆင်ဆင်ဒရုန်းစိတ်ယောဂတွေလို့မျိုးမဟုတ်ဗျသူတို့ယောဂရှိနေတယ်လို့ပြောတာမျိုးမဟုတ်ဗျသူတို့ဘေးနာလူတွေကိုယောဂရှိနေတယ်လို့ပြောနေတာမျိုးအဲ့လိုလူတွေကိုလိုက်ဆောင်ရှောက်နေတာမျိုးဖြစ်တယ်ပေါ့ဗျာတနည်းပြောရရင်ဗျာယောဂမရှိတဲ့လူတွေကိုယောဂမရှိရှင်းအောင်လုပ်ပြီးတော့လမ်းဆောက်ရှောက်နေတာမျိုးဖြစ်တယ်ပေါ့ဗျာဒီစိတ်ယောဂတွေကဆောက်ရှောက်တဲ့လူနဲ့ဆောက်ရှောက်ခံရတဲ့လူအုတ်ထိန်တဲ့လူနဲ့အုတ်ထိန်ခံရတဲ့လူတွေကြားမှာဖြစ်တတ်တာများကြတယ်ဗျဘယ်လိုလဲဆိုတော့ဗျာမိခင်ကဒီစိတ်ယောဂတွေဖြစ်နေမယ်ဆိုရင်သူဆောင်းရှောက်နေရတဲ့ကလေးကယောဂတကူခံစားနေရတယ်ဆိုပြီးတော့လိုက်ပြောနေတာမျိုးသားသမီးကဒီစိတ်ယောဂတွေဖြစ်နေမယ်ဆိုရင်သူဆောင်းရှောက်နေရတဲ့မိခင်အိုကြီးကယောဂတကူခံစားနေရတယ်ဆိုပြီးတော့လိုက်ပြောနေတာမျိုးဖြစ်တယ်ပေါ့ဗျာနောက်ဆုံးဗျာယောဂမရှိရင်လည်းယောဂမဖြစ်အောင်လုပ်ပြီးတော့ယောဂမရှိရှင်းအောင်လုပ်ပြီးတော့လိုက်ဆောင်းရှောက်နေတာမျိုးဖြစ်တယ်ပေါ့ဗျာဒီစိတ်ယောဂနဲ့ပတ်သက်ပြီးတော့2015လောက်တော့အမေကိုပြန်တက်ခဲ့တဲ့ဖြစ်ရမှန်တကူဖြစ်သွားခဲ့တယ်ဗျအဲ့ဒီကောင်မလေးပြန်တက်ခဲ့တဲ့အမေကမွန်ချာဆင်ဆင်ဒရုန်းမှာ proxy ဆိုတဲ့စိတ်ယောဂကိုခံစားနေရတဲ့ယောဂတွေဖြစ်တယ်ပေါ့ဗျာ Mommy Dad and Their Rest ဆိုတဲ့ခေါင်းစဉ်နဲ့ဒီဇက်လန်လေးကိုရှာကြည့်လို့ရတယ်ဗျကျွန်တော်ပြောတာနားထောင်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့နောက်တစ်ပုတ်ကြမှာထပ်ပြောကြတာပေါ့ဗျာဒီစိတ်ယောဂဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုရင်ဥပမာကလေးမေကသူ့ကလေးနေမကောင်းလို့ဆိုပြီးတော့စီကံတော့ပြရတယ်ဗျဆရာဝန်ကဒီကလေးကိုစစ်ဆေးကြည့်လိုက်လို့ဒီကလေးမှာဘာယောဂမှမရှိဘူးဘာယောဂလက္ခဏာမှမပြဘူးလို့မိခင်ကိုပြောပြလိုက်တယ်ဆိုရင်သူ့ကလေးစားမဲ့အစားအစာထဲမှာကလေးနဲ့မတည့်တဲ့ဟာတွေထည့်ကျွေးတယ်အစိတ်ဖြစ်စင်မဲ့ဟာတွေကိုထည့်ကျွေးပြီးတော့ကလေးကိုယောဂလက္ခဏာတခုပြအောင်လုပ်တတ်တယ်ဗျဒီစိတ်ယောဂတွေကဘာလို့ဒီလိုလောက်ရတာလဲဆိုတော့သူတို့ကလူတွေရှိမှတွေ့လားငါကလေးကဒီလိုယောဂခံစားနေရတာငါဘယ်လောက်တောင်တနာစရာကောင်းတဲ့မိခင်လဲဆိုတာကိုပြချင်တာတကြောင်နောက်ပြီးတော့ကလေးစိတ်ထဲမှာလဲငါဖျားတဲ့ငါမေငါ့ကိုဂယူးဆိုင်စောင့်ရှောက်တယ်ငါမေငါ့ဘောကောင်းလိုက်တာဆိုပြီးတော့ကလေးရဲ့စိတ်ထဲမှာကင်အောင်စီစဉ်တာကလည်းတကြောင်အဲ့ဒါတွေကြောင့်မို့ဒီလိုလုပ်တတ်တာဖြစ်တယ်ဗျတနည်းပြောရင်တခြားလူတွေရဲ့စာနာတနာမှုတွေနဲ့ဂယူးဆိုင်ခံရမှုတွေကိုလိုချင်ကြတာကြောင့်ပဲဖြစ်တယ်ဗျ Dead Angel လို့ခေါ်တဲ့က
ကလေးတူနာဘူးတယောက်ကသူဆောင်းရှောင်းနေရတဲ့ကလေးတွေကိုယောဂမဖြစ်ဖြစ်အောင်ယောဂလက္ခဏာတွေပူပူဆိုးလာအောင်ဆိုပြီးတော့မတည့်တဲ့ဆေးတွေတမင်ထူပေးတာမျိုးအစားထဲထည့်ပြီးရောကျွေးတာမျိုးတွေလုပ်ခဲ့ဘူးတယ်ဗျဒီကိစ္စအပြင်လက်တွေ့လောကမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်မှန်ဖြစ်တယ်ဗျအဲကြောင့်ဒီ Nesma ကို Dead Angel လို့ခေါ်ခဲ့တာဖြစ်တယ်ဗျတေမင်းနဲ့သမီးလို့တင်စားခေါ်ခဲ့တာဖြစ်တယ်ပေါ့ဗျာဆိုတော့ဗျာဒီ Munchausen syndrome ဆိုတဲ့ဆေးရောဂါနဲ့ Munchausen syndrome by proxy ဆိုတဲ့ဆေးရောဂါနဲ့ကရေဘူးရအားဖြင့်တူကြတယ်ဆိုပေမဲ့ညင်ပန်းနှိပ်စက်တယ်လို့ပြောတာတဲ့အဲ့လိုညင်ပန်းနှိပ်စက်ပြီးတော့မှဂီယူဆိုင်ချင်တာပြည်စုစောင့်ရှောက်ချင်တာလို့ပြောရမလားဗျာဒါမှမဟုတ်ဒါကြီးကမူမမှန်တဲ့အချက်ကြောက်စရာကောင်းတဲ့အချက်ပုံမှန်မဟုတ်တဲ့အချက်လို့ပြောရမလားတကယ်တော့ဒီ Munchausen syndrome နဲ့ Munchausen syndrome by proxy ဆိုတဲ့စိတ်ယောဂါကိုခံစားနေရတဲ့လူတွေကသူတို့ဒီလိုဖြစ်နေတဲ့စိတ်ကိုသူတို့ဘာသူတို့မထိန်ချုပ်နိုင်ကြဘူးလေဗျမကောင်းမှန်းသိပေမဲ့ပြင်လို့မရတဲ့စိတ်ကိုတစ်မျိုးလို့လည်းပြောလို့ရတယ်ပေါ့ဗျာပိုဆိုးနေတာတခုကဒီစိတ်ယောဂါကိုခံစားနေရတဲ့ယောဂတဲ့တွေကသူတို့အခုဖြစ်နေတဲ့ယောဂါကိုပြောင်းအောင်ကုပေးလိုက်တယ်ဆိုရင်လေသူတို့ကနောက်ယောဂါအသစ်တစ်မျိုးထပ်ဖြစ်အောင်လုပ်ရကြတယ်လေဗျအဲကြောင့်သူတို့မှယောဂါဆိုအဆုံးမရှိဘူးဗျာဘယ်တော့မှကျမ်းမာတဲ့ဘဝနဲ့မနေထိုင်ရဘူးပေါ့ဗျာနောက်ပိုင်းဆေးပညာလောကမှာဒီဆရာဝန်တွေကကလေးတွေကိုကုမယ်ဆိုရင်အရင်ဆုံးသူတို့မိခင်မှာ Munchausen syndrome by proxy ဆိုတဲ့ဆေးယောဂါလက္ခဏာရှိမရှိဆိုတော့အရင်ဆုံးစမ်းသပ်ကြည့်ရတယ်ဗျဘာလို့လဲဆိုတော့ဒီကလေးနေမကောင်းလို့မိခင်ကနေကလေးကိုစီကန်းလာပြတယ်ဆိုရင်ကလေးဖြစ်နေတဲ့ယောဂလက္ခဏာတွေကိုမိခင်ကပဲပြပြရတာဖြစ်တဲ့ကြောင့်မို့ဗျာဆရာဝန်တွေကလည်းမိခင်ပြောတဲ့စကားကိုပဲယုံကြပြီးတော့ဒီကလေးကိုကုသရတာဖြစ်တဲ့ကြောင့်မို့ဒီစီမင်းစီကန်းတွေကထွက်ပေါ်လာတာဖြစ်တယ်ပေါ့ဗျာဒီနေရာမှာကြောက်စရာကောင်းတာတခုကအကယ်လို့ဒါမိခင်က Munchausen syndrome by proxy ဆိုတဲ့ဆေးယောဂါကိုခံစားနေရတယ်ဆိုရင်ကလေးနဲ့မိခင်နဲ့ကိုခွဲထားမယ်ဆိုရင်ယောဂဖြစ်နေတဲ့မိခင်ကိုပဲတက်တက်ခွဲထားလို့ရတာဗျအကယ်ကလေးကိုပဲတက်တက်ခွဲထားမယ်ဆိုရင်မိခင်ကတခြားကလေးတွေကိုတွားပြီးညင်ပန်းနှိမ့်ဆက်တတ်တယ်လို့ဥပမာတခြားမောင်နှမတွေမရှိဘူးဆိုလို့သူတို့ကဖခင်ကိုတွားပြီးညင်ပန်းနှိမ့်ဆက်တတ်တာမျိုးတွေလုပ်တတ်ကြတယ်ဗျအားနည်းတဲ့လူကိုအရင်ဆုံးညင်ပန်းနှိမ့်ဆက်တတ်တာဖြစ်တယ်ပေါ့ဗျာဆိုတော့ဒီစိတ်ယောဂါဘာလို့ဖြစ်ပေါ်လာရတာလဲဆိုတာတိတိကျကျမသိရသေးဘူးမဲ့Munchausen syndrome by proxy ဆိုတဲ့စိတ်ယောဂတဲ့မိခင်နဲ့ကလေးတယောက်ကနေတာကြာလာတယ်ဆိုရင်အဲ့ဒီကလေးမှလည်း Munchausen syndrome ဆိုတဲ့စိတ်ယောဂဖြစ်လာတတ်တယ်ဗျနောက်ပြီးအဲ့ကလေးကြီးလာတဲ့အချိန်ကျရင်လည်းသူ့အမေလိုမျိုး Munchausen syndrome by proxy ဆိုတဲ့စိတ်ယောဂတဲ့ဖြစ်လာနိုင်တယ်ပေါ့ဗျာတနည်းပြောရင် Munchausen syndrome by proxy က Munchausen syndrome ကိုဖန်တီးပေးနိုင်တယ်လို့ Munchausen syndrome ကလည်း Munchausen syndrome by proxy ကိုဖန်တီးပေးနိုင်တယ်ဆိုတဲ့သဘောပေါ့ဗျာဘယ်သူကအရင်ဆုံးဖြစ်ပေါ်လာတာလဲဘယ်ယောဂအရင်ဆုံးစဖြစ်တာလဲလို့မင်းတော့ကျုံနဲ့ကြက်ဘယ်ကအရင်ဆုံးထွက်ပေါ်လာတာလဲလို့မိတဲ့မိခွန်းလို့ဖြစ်တော့မှာဗျဆိုတော့ဒီစိတ်ယောဂဘာကြောင့်ဖြစ်ပေါ်လာတာလဲဘလို့ကုသရမှာလဲဆိုတာကိုအခုချိန်นี้မသိကြသေးပေမဲ့ဒီယောဂလွယ်လွယ်နဲ့ဖြစ်ပေါ်တဲ့ယောဂမဟုတ်တဲ့ကြောင့်မို့အရန်စိတ်ပူစရာတော့မလိုဘူးပေါ့ဗျာနောက်ဆက်ယောဂတစ်ခုကြောင့်မပြောသေးခင်မှာကျွန်တော်မိခွန်းလေးတစ်ခုမေးဦးမယ်ဗျဒီလက်ကကုလက်မဟုတ်တာတို့ဒီ6လောက်ကကု6လောက်မဟုတ်တာတို့ဆိုတဲ့ခံစားချက်မျိုးရှိခဲ့ဘူးလားဗျအဲ့လိုခံစားချက်မျိုးရှိမယ်ဆိုရင်ဒါကလည်းစိတ်ယောဂတစ်မျိုးလို့ခေါ်လို့ရတယ်ဗျဒီလိုစိတ်ယောဂမျိုးကို body integrity identity disorder လို့ခေါ်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကိုဖျက်တောက်ခြင်းတဲ့စိတ်ယောဂဒါမှမဟုတ်ကိုယ့်ချီကိုယ်လက်ကကိုယ့်ခန္ဓာကိုယ်နဲ့မသက်ဆိုင်ဘူးလို့ခံစားနေရတဲ့စိတ်ယောဂလို့လည်းခေါ်လို့ရတယ်ဗျတချို့ကြပြန်တော့ကိုယ့်ရဲ့အကြားအာရုံတွေအမြင်အာရုံတွေချို့ယွင်းနေရင်ကောင်းမှာပဲဆိုပြီးတော့ဆန္ဒရှိနေတဲ့စိတ်ယောဂလို့လည်းခေါ်လို့ရတယ်ပေါ့ဗျာဒီစိတ်ယောဂတွေကသူတို့ငါမှညာလက်ကြီးမရှိဘူးဒီလက်ကငါလက်ကြီးမဟုတ်ဘူးလို့ငါမှညာချီမရှိဘူးဒီ6လောက်ကငါ6လောက်ကြီးမဟုတ်ဘူးဆိုတဲ့ခံစားချက်မျိုးကလုံးဝတိတိကျကျကြီးခံစားနေရတာမျိုးဗျဆိုတော့ဒီလိုစိတ်ယောဂဖြစ်နေတဲ့ယောဂတွေကသူတို့မှညာလက်မရှိဘူးလို့ညာချေမရှိဘူးလို့ထင်နေအဲ့ဒီညာလက်ကြီးကိုဖျက်လိုက်မှဒီစိတ်ယောဂတက်တာသွားနိုင်တာလေဗျအဲ့လိုဖျက်လိုက်မှဒီစိတ်ယောဂပျောက်ကင်းသွားတာလေဗျဒါပေမဲ့ तू ကခုနပြောခဲ့တဲ့ Munchausen syndrome လိုမျိုးတော့လက်တစ်ဖက်ဖျက်ပြီးရင်နောက်တစ်ဖက်ထပ်ဖျက်ချင်တာမျိုးတော့မဟုတ်ဘူးဗျအဲ့လိုမျိုးစိတ်တွေမရှိဘူးဗျမရှိတဲ့ဟာကိုတစ်ခါဖျက်ပြီးတော့ရင် तू ကပြီးသွားပြီဗျတမျိုးလိုက်ဖျက်ချင်နေတာမျိုးမဟုတ်ဗျအဲ့လိုမျိုးဒါလိုက်ဖျက်နေရရင်တော့တေရကြီးရဲ့အဲ့လားကြီးကနောက်ပြီးတော့ဒီလိုကိုယ့်လက်ကိုဖျက်ပြတာလို့ကိုယ့်ခြေလောက်ကိုဖျက်ပြတာဆိုတဲ့ကိစ္စကလည်းကျွန်တော်အပြင်လက်တွေ့လောကမှာတကယ်ရှိခဲ့ဘူးတဲ့ကိစ္စတွေပဲဒီစိတ်ယောဂဘလို့ကြောင့်ဖြစ်ပေါ်လာရတာလဲဆိုတာကိုမသိကြသေးပေမဲ့ဒီလိုစိတ်ယောဂဖြစ်နေတဲ့လူတွေကသူတို့ရဲ့ဘယ်ဘက်ခန္ဓာကိုယ်ကသူတို့ရဲ့ခန္ဓာကိုယ်မဟုတ်ဘူးလို့သူတို့ကခံစားနေရတာမျိုးအဲကြောင့်မို့ဒီယောဂညာဘက်အုံနောက်နဲ့သက်ဆိုင်နေမယ်ညာဘက်အုံနောက်နဲ့ဆက်ဆက်မှုရှိနေမယ်လို့သိပ္ပံပညာရှင်တွေနဲ့ဆေးပညာရှင်တွေကယုံကြည်ထားကြတယ်ဗျနောက်ပြီးဒီစိတ်ယောဂဆရာဝန်တွေမှာဖြစ်တတ်ကြတာတွေများတာတယ်ဗျနောက်တဲ့ထူးဆန်းတဲ့စိတ်ယောဂနောက်တစ်ခုကတော့ကိုယ့်အကိုတည်နေပြီးသားလူလို့ယုံကြည်နေတဲ့စိတ်ယောဂဖြစ်တယ်ဗျဒီစိတ်ယောဂကိုကိုထာစင်တုံးဒါမှမဟုတ် walking course စင်တုံးလို့လည်းခေါ်ကြတယ်ဗျဒီစိတ်ယောဂကို1988လောက်တုန်းကဆွစ်ဇာလန်ရဲ့အဖွားကြီးတယောက်ကသူ့ကိုယ်သူတည်နေပြီးသားလူလို့ယုံကြည်နေပြီးတော့သူ့သားသမီးတွေကိုမြုပ်ခိုင်းတာကနေဒီယောဂကိုစသည်ခဲ့ကြတာဖြစ်တယ်ဗျအစတော့ဒါအောက်လန်နဲ့လောက်ခံထားရတာလို့ပဲထင်ခဲ့ကြတယ်ပေါ့ဗျ1880လောက်ရောက်တဲ့ချိန်ကျမှပြင်သစ်ကစိတ်ပညာရှင်
ခိုးတာဆိုတဲ့လူကဒါစိတ်ယောဂတစ်မျိုးဖြစ်တဲ့အောက်လန်းနဲ့လောက်ခံထားရတာမဟုတ်တဲ့အကြောင်းကိုဖော်ပြနိုင်ခဲ့တာကြောင့်ဒီစိတ်ယောဂကိုခိုးတာစင်တုံးလို့မှဲ့ခဲ့ကြတာဖြစ်တယ်ဗျဒီစိတ်ယောဂတဲ့ရဲ့လက္ခဏာသူတို့တည်နေပြီးသားလူဒါမှမဟုတ်သူတို့ကမတည်တတ်ကြဘူးလို့ယုံကြည်ထားကြတယ်ဗျအဲ့လိုမတည်နိုင်ဘူးမတည်တတ်ဘူးလို့ယုံကြည်ထားကြတဲ့အတွက်သူတို့အစားမစားရှိမတော့မအိပ်ဘဲနဲ့နေတတ်ကြပြီးတော့နောက်ဆုံးမှာအစားငတ်ပြီးတော့တည်ဆုံးကြတယ်အေးပြတာများပြီးတော့တည်ဆုံးတက်ကြတာတွေများကြတယ်ဗျတချို့ဆိုတင်ရန်ကုန်းမှာတခါတည်းကိုတွန်းနေတဲ့အဆင့်တွေဒီရောက်ကုန်တယ်ဗျဒါနေစရာမရှိလို့တွန်းနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ကိုတည်ပြီးပြီလို့ခံစားရလို့အိမ်နေရာတွေပြစ်ပြီးတွန်းနေတာမျိုးဖြစ်တယ်ပေါ့ဗျာဒီစိတ်ယောဂတဲ့တွေကနေကင်းဖက်တွေတဲ့ညဖက်တွေမှာပိုလန်းဆန်းပြီးတော့ပိုတက်ကြွနေတတ်ကြတယ်ဗျပြီးတော့သူတို့ကဇွန်ဘီကားတွေတဲကားတွေကိုကြည့်ရတာပိုစိတ်ဝင်စားကြတယ်ပိုသဘောကျကြတယ်ဗျအမေရိကန်ကအသက်22နှစ်အရွယ်မိန်းကလေးတယောက်ကသူ့အသက်16လောက်တုန်းကကြောင်းတက်နေနေဒီစိတ်ယောဂရုပ်တရက်ထပ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်တခုဖြစ်ပွားခဲ့တယ်ဗျသူ့အတူငါတည်နေပြီးသားလူတို့ယုံကြည်နေပြီးတော့အဲ့လိုစိုက်ကိုတွေကြောင့်ကြောင်းမသွားတော့မနဲ့တင်ညာကုန်းမှာတယောက်တည်းတွားနေခဲ့တယ်ဗျအရင်ကလူတွေကသူ့ကိုပျောက်နေလို့လက်ရှာကြည့်တဲ့အခါတင်ညာကုန်းမှာတွေ့ခဲ့ပြီးတော့သူ့ရဲ့မူမမှန်တဲ့ပုံစံတွေကြောင့်ဆရာဝန်တွေနဲ့ပြကြည့်တဲ့အခါသူကကုထစင်တုံးဆိုတဲ့ယောဂကိုခံစားနေရတယ်ဆိုတာသိခဲ့ရတယ်ဗျဆရာဝန်တွေရဲ့ပြောဆိုချက်အရသူ့ရဲ့ဒီစိတ်ယောဂမိဘတွေကွာရှင်းပြက်ဆဲခဲ့တာကြောင့်စိတ်ကြယောဂခံစားလာရပြီးဒီစိတ်ယောဂဖြစ်လာတာဖြစ်နိုင်တယ်လို့ယူဆထားကြတယ်ဗျအဲ့ဒါကြောင့်ဒါကစိတ်ကြယောဂတစ်မျိုးဖြစ်နေနိုင်ပြီးတော့ depression တို့ major depressive disorder တို့နဲ့လည်းဆက်ဆက်မှုရှိနေကြတယ်လို့ယုံကြည်ထားကြတယ်ပေါ့ဗျာစိတ်ကြယောဂကုသလို့ရနိုင်တဲ့ယောဂဖြစ်တာကြောင့်ဒီကောင်မလေးရဲ့ယောဂကလည်းကုသနိုင်ခဲ့တယ်ပေါ့ဒီကောင်မလေးရဲ့ပြောဆိုချက်အရသူဒီလိုနေပြန်ကောင်းလာရတဲ့အကြောင်းရင်းတွေကသူ့ဘေးနားမှာအမြဲတမ်းသူ့ဘောကောင်းနေပြီးတဲ့ကောင်လေးရှိတာတကြောင်ရဲ့ Disney ကကနွန်ကားတွေကြောင့်တကြောင်ရဲ့ဆိုပြီးတော့ပြောဆိုခဲ့တယ်ဗျအဲ့ဒါကြောင့်ရီးစားကောင်းလေးရှိနေတာကလည်းကံကောင်းတဲ့တစ်ချက်လို့ပြောရမလားဗျဘာလို့လဲဆိုတော့ဒီစိတ်ယောဂခံစားနေရတဲ့လူတွေကြားထဲမှာအခုလိုပြန်ကောင်းသွားတာဒီကောင်မလေးတယောက်တည်းပဲရှိတယ်ဗျနောက်ပြီးဒီစိတ်ယောဂတွေကသူတို့တေဆုံးနေပြီးသားလို့ထင်နေတဲ့ cycle ကလုံးဝတေချာနေတဲ့ယုံကြည်မှုမျိုးဖြစ်တယ်ဗျအင်အားလူတွေနဲ့ဆရာဝန်တွေကမင်းမတည်သေးဘူးလို့ဘလို့ပဲပြောနားမဝင်နိုင်ကြတယ်လို့ဘလို့ပဲရှင်းပြနားမထောင်တတ်ကြဘူးလေဗျဒါကလေဒီယောဂကိုကုလို့မရတဲ့အကြောင်းရင်းတွေကတခုဖြစ်တယ်ပေါ့ဗျာအသက်22နှစ်အရွယ်ကောင်မလေးကလည်းချွင်းချက်ပေါ့ဗျာဆိုတော့အကယ်လို့ဒါဒီစိတ်ယောဂဗိုင်းရပ်တွေလိုမျိုးပြန့်နှံ့နိုင်တယ်ကူးစက်နိုင်မယ်ဆိုရင်ဒါမတွေ့ရစရာပဲဗျတကဘာလုံးဇွန်ဘီကာတွေကလူများဖြစ်သွားကြမလားဗျာနောက်တစ်ခုကတော့ကိုပေါ့ဝင်းကျင်ကလူကကိုတိထားတဲ့လူမဟုတ်တော့ဘဲနဲ့လူလဲအစားထိုးခံထားရတယ်လို့ခံစားနေရတဲ့စိတ်ယောဂဖြစ်တယ်ဗျဒါကို Capgras syndrome လို့လည်းခေါ်ကြတယ်ဗျဒီလူကငါတွေ့ဘူးတဲ့ဒါပေမဲ့ဘလို့ပဲစဉ်းစားမမိနိုင်တာတို့ဒီနေရာငါရောက်ဘူးတဲ့ဒါပေမဲ့ဘလို့ပဲစဉ်းစားလို့မထွက်နိုင်တာတို့ဆိုတဲ့အဖြစ်မျိုးနဲ့ကြုံခဲ့ဘူးလားဗျဒီလိုကြုံခဲ့ဘူးမယ်ဆိုရင်ဒါမှတ်ဉဏ်ချို့ယွင်းတာမျိုးပဲဖြစ်တယ်ဗျအခုပြောမယ့်ဟာကတော့Capgras syndrome ဆိုတာစိတ်ယောဂဖြစ်တယ်ပေါ့ဗျာ Capgras syndrome နဲ့ခုနမှတ်ဉဏ်ချို့ယွင်းမှုနဲ့ဓာတ်ရိုက်သက်ဆိုင်မှုမျိုးတော့ရှိနေတယ်ဆိုပေမဲ့အဲ့လိုအဖြစ်မျိုးကြုံမှုရင်ဒီလိုယောဂမျိုးဖြစ်လာနိုင်တယ်လို့တော့ပြောချင်တယ်မဟုတ်ဘူးဗျဒီအကြောင်းတွေကိုတော့ကျွန်တော်ပြီးကြမှာပြောမှာဗျဒီ Capgras syndrome ဆိုတဲ့စိတ်ယောဂကိုပြင်သစ်စိတ်ပညာရှင်Capgras က1923လောက်တုန်းကရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်ဗျဒီစိတ်ယောဂခံစားနေရတဲ့ယောဂတွေကသူတို့ရဲ့မိသားစုတွေသူတို့ရဲ့တငယ်ချင်းတွေသူတို့တိထားတယ်များသူပတ်ဝန်းကျင်ကလူတွေအကုန်လုံးကမူရင်းလူမဟုတ်တော့ဘဲနဲ့လူလဲအစားထိုးခံထားရတယ်လို့ယုံကြည်နေတဲ့စိတ်ယောဂတမျိုးဖြစ်တယ်ပေါ့ဗျာဘယ်လိုလဲဆိုတော့ဗျာဒီလူကငါတငယ်ချင်းအစ်စ်မဟုတ်ဘူးငါတငယ်ချင်းနဲ့ရုပ်တူနေတာပဲဖြစ်တယ်ဒါလုံးဝတေချာတယ်ဆိုတော့စိတ်ခံစားမှုမျိုးဖြစ်တယ်ပေါ့ဗျာဒီစိတ်ယောဂဖြစ်နေတဲ့လူတွေကသူတို့ထိတွေ့နေတဲ့လူတွေရဲ့အပြုတ်မှုတွေအတန်အနေဓာတ်တွေကသူတို့စိတ်ထဲကထင်ထားတဲ့လူနဲ့ကြွာချားနေတယ်မတူကြဘူးလို့ခံစားနေရတဲ့စိတ်ယောဂတမျိုးဖြစ်တယ်ပေါ့ဗျာဒီနေရာမှာပြောစရာရှိတာတခုကဒီစိတ်ယောဂဒီခံစားမှုမျိုးကဟန်ဆောင်နေတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုတိတိတရာကြီးခံစားနေရတာမျိုးဖြစ်တယ်ဗျာဒီစိတ်ယောဂပို့ပြင်းထန်လာရင်ကိုယ့်အကူတောင်အစားထိုးခံရတယ်လို့ထင်မြင်လာတဲ့အထိဖြစ်ပေါ်လာပြီးတော့တချို့တလေဆိုကိုယ့်အကူပါမမီတော့တဲ့အဆင့်ထိဖြစ်လာတတ်တယ်ဗျနောက်ဆုံးဗျမှန်မကြည့်ရတော့တဲ့အခြေအနေတွေဒီဖြစ်လာတတ်တယ်ဗျမှန်တရားလူကသူကိုယ်တိုင်မဟုတ်ဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်ပေါ်လာတတ်တယ်ဗျအမေရိကန်အဖွားကြီးတယောက်ကမှန်ကြည့်ပြီးတော့သူကသူဘယ်သူလဲဆိုတာရုပ်တရက်မိသွားတဲ့ဖြစ်ရမှန်တခုရှိခဲ့ဘူးလေဗျမှန်တရားတယောက်ကသူနဲ့ရုပ်တူနေပြီးတော့သူ့ယောက်ျားကိုဝိုက်ဖို့ကြိုးစားနေတဲ့မယံငယ်ဆိုပြီးတော့စိုက်ကိုတွေဝင်နေတဲ့ဖြစ်ရတခုဖြစ်တယ်ပေါ့ဗျာသူကရောင်ပြန်ဟပ်နေတဲ့မှန်တွေအလင်းပြန်နိုင်တဲ့ဟာတွေကိုတွေ့တိုင်းအဲ့ဒီမှန်ထဲမှာအမိန်မသူ့နောက်တော့လိုက်နေတယ်သူ့ယောက်ျားနောက်တော့လိုက်နေတယ်ဆိုပြီးတော့အမြဲတမ်းကြွန့်ရှာနေတတ်တယ်ဗျအစားတော့သူ့ယောက်ျားသူ့မိမကိုဘလို့လုံးမသူ့မိမယုံကြည်မှလဲဆိုတာကိုမသိခဲ့ပေမဲ့အိမ်ထဲကရောင်ပြန်ဟပ်တဲ့ဟာတွေအလင်းပြန်နိုင်တဲ့ဟာတွေကိုကာတင်နာကာပစ်တင်နာပြစ်လိုက်တဲ့အခါဒီစိတ်ယောဂပျောက်သွားတယ်ဗျပျောက်သွားတယ်ဆိုတာတည်းဗျကိုရုပ်ကိုမတွေ့တော့လို့ဒီကိစ္စတွေကိုမိသွားတာလည်းဖြစ်နိုင်တယ်ပေါ့ဗျာဒါပေမဲ့ဒီကိစ္စမှာထူးဆန်းနေတာတခုကဒီအဖွားကြီးကမိတ်ကပ်လိမ့်တဲ့အချိန်တုံးနဲ့မှန်တီးတီးလေးထဲမှာသူ့ကိုယ်သူပြန်ကြည့်ရင်သူကဘာမှမဖြစ်ဘူးဗျအဲ့ဒီချိန်ဒီသူ့ယောဂလုံးဝပျောက်တဲ့အဆင့်ထိမရောက်သေးဘူးဗျ
မှန်မတွေ့ရလို့အဲ့လို cycle မရှိတဲ့အဆင့်ဒီပဲရောက်ရဗျာဒါပေမဲ့ तू တုံးနေကြမှန်တီးလေးတည်းမှာသူ့အတူပြင်ကြည့်ရင်ကြတော့အဲ့ဒီမှန်တွေကလူကတူမှန်သူ့အတူတီးတယ် तू ထင်နေတဲ့သူ့ယောက်ျားကိုဝိုက်ဖို့မရင်ငယ်မဟုတ်ဘူးဆိုတာလည်း तू ကတီးတယ်အဲ့နဲ့သူ့ယောက်ျားနဲ့ဆရာဝန်တွေကအဲ့လိုမှန်တီးလေးရနေမှန်အကြီးတွေတီးသေးရအနေကြီးရတစ်ချက်ချင်းစီလက်ကြည့်ခိုင်းတော့မှနောက်ဆုံးမှန်ကြီးရောက်တဲ့အချိန်အဲ့ဖွာရဩမှန်တွေကလူကသူပါလားဆိုပြီးတော့အတိစိတ်ဝင်လာပြီးဒီယောဂနောက်ဆုံးပျောက်သွားတယ်ဗျဒီနေရာမှာစဉ်းစားစရာရှိတာတကူကဒီအဖွားကြီးကအစတုန်းကလေးကနေဒီစိတ်ယောဂမျိုးဖြစ်နေတာမဟုတ်ဘဲနဲ့သူ့ယောက်ျားကပဲနောက်မိမရှိနေတာလားဖောက်ပြန်နေတာလားဆိုတာလည်းစဉ်းစားရတာတကူဖြစ်နေပဲပေါ့ဒီလူကိုငါတွေ့ဘူးတဲ့ဒီနေရာကိုငါရောက်ဘူးတဲ့ဒါပေမဲ့စဉ်းစားလို့မထွက်ဘူးဆိုတဲ့အဖြစ်မျိုးကမှတ်ညံချုံရင်းတာကြောင့်ဖြစ်တယ်လို့အရှိမပြောခဲ့ပြီးဗျဒါကလည်းမျက်နှာကိုမမတ်မိတဲ့ယောဂ face blindness ဖြစ်တယ်ဆိုတဲ့ယောဂလို့လည်းခေါ်လို့ရတယ်ပေါ့ဗျာ face blindness ယောဂဆိုတာလူတွေရဲ့မျက်နှာကိုမမတ်မိနိုင်တာဖြစ်ပြီးတော့ဘယ်သူပဲဝါလဲဆိုတာပြောပြလိုက်ရင်တန်ခွဲခြားနိုင်တယ်တန်မမိနိုင်တယ်ဗျာသူကမျက်နှာကိုပဲမမတ်မိတာမျက်နှာကိုပဲခွဲခြားလို့မရတာဗျာရုပ်ကိုပဲမမတ်မိတာပဲဗျာရုပ်ကိုပဲခွဲခြားလို့မရတာပေါ့ဗျာကျွန်တော်တို့ရဲ့အုံနောက်တွေကလူတယောက်မှတ်မိဖို့အတွက်အလုံးနှစ်ခုကိုတပြိုင်တည်းလွတ်လွတ်ကြတယ်ဗျတကူကအခြေခံဂုဏ်ရည် basic attribute လို့ခေါ်ပြီးတော့နောက်တစ်ခုကစိတ်ခံစားမှုဂုဏ်သတ္တိ emotional attribute လို့ခေါ်တယ်ပေါ့ဗျာအခြေခံဂုဏ်ရည်ဆိုတာလူတယောက်ရဲ့ပုံမှန်တဲ့တန်တွေနာမည်တွေဘာလို့လုပ်တာလဲဆိုတာတွေနဲ့ဒီလူနဲ့ကျွန်တော်တို့ကဘလို့ဆက်သွယ်မှုမျိုးရှိတာလဲဆိုတာတွေကိုဆုံးဖြတ်ပြီးတဲ့နေရာမှတ်ပြီးတဲ့နေရာဖြစ်တယ်ပေါ့ဗျာစိတ်ခံစားမှုဂုဏ်ရည်ကြတော့သူနဲ့ကျွန်တော်တို့နဲ့ကဘလို့ခံစားချက်မျိုးရှိတာလဲဆိုတာကိုဆုံးဖြတ်ပြီးတဲ့နေရာဖြစ်တယ်ဗျဥပမာလူတယောက်တို့တွေပါအော်သူယောက်ကဒီယုတ်သူ့နာမည်ကဘာသူကငါရည်စားလားငါမိဘလားဆိုတာတွေကိုအခြေခံဂုဏ်ရည် basic attribute ကဆုံးဖြတ်ပေးတာဖြစ်တယ်ဗျစိတ်ခံစားမှုဂုဏ်သတ္တိကကြတော့သူကငါရည်စားငါမိဘငါတငယ်ချင်းဖြစ်မယ်ဆိုရင်ငါသူ့ဘောဘလို့စိတ်ခံစားချက်မျိုးရှိနေတာလဲဆိုတော့ဆုံးဖြတ်ပေးတဲ့နေရာဖြစ်တယ်ပေါ့ဗျာဒီအချက်လက်တွေကိုအုံနောက်ကမတူညီတဲ့နေရာနှစ်ခုမှာတင်စီထားပေးတာဖြစ်တယ်ဗျဆိုတော့ဒီအချက်လက်တွေကိုမူတည်ပြီးတော့အုံနောက်ကဘလို့အလုပ်လုပ်ကြတာလဲဆိုတော့ကျွန်တော်တို့ရဲ့တငယ်ချင်းကိုတွေ့ရင်သူ့ရဲ့ပုံမှန်တဲ့တိုင်အောင်ကြည့်ပြီးတော့အုံနောက်ကအခြေခံဂုဏ်ရည်တွေစိတ်ခံစားမှုဂုဏ်သတ္တိတွေစီကနေပြီးတော့ data တွေလိုက်ရှာကြတယ် data တွေကိုဆွဲထုတ်လိုက်ကြတယ်ပေါ့ဗျာအဲ့လိုကြမှာကျွန်တော်တို့ကသူကဘယ်သူပဲဝါဖြစ်တယ်သူ့ပုံငါဘလို့စိတ်ခံစားချက်မျိုးရှိရမလဲဆိုတော့အုံနောက်ကချပြလိုက်တယ်ပေါ့ဗျာအဲ့လိုအလုပ်လုပ်တဲ့ဖြစ်စဉ်ကအရှုပ်တယ်လို့ထင်ရပေမဲ့ဒီကိစ္စစက္ကန့်မှလောက်နဲ့အုံနောက်ကလှုပ်ဆောင်လို့ပြီးသွားတာဗျ face brand နဲ့ဖြစ်တဲ့လူတွေကကျတော့လူတယောက်တွေ့ရင်ပုံမှန်တဲ့တိုင်တွေကိုကြည့်ပြီးတော့ခွဲခြားတဲ့အပိုင်းမှာတိုင်ပတ်နေကြတာဗျအုံနောက်ကသူ့ရုံနဲ့ဆိုင်တဲ့ data တွေကိုဆွဲထုတ်ပေးလို့မရတာပဲဗျာ Capgras syndrome ခံစားနေရတဲ့စိတ်ယောဂအသည်တွေကျတော့လူတယောက်တွေ့လိုက်လို့သူ့ရုပ်ကိုကြည့်ပြီးတော့ဒါဘာတူလဲဆိုတာကိုသိလိုက်တယ်ဒါပေမဲ့ဒီလူပေါ်မှာဘလို့စိတ်ခံစားချက်မျိုးရှိရမှာလဲဆိုတာကိုအုံနောက်ကဆွဲထုတ်လို့မရနိုင်တယ်ဗျအဲ့ data တွေကိုယူလို့မရနိုင်တာဖြစ်တယ်ဗျဆိုတော့ဒါငါမိဘဆိုတာကိုငါသိနေတယ်ဒါပေမဲ့ငါမိဘအပေါ်ကိုငါဘလို့ခံစားချက်ရှိနေတာလဲဆိုတာကိုမသိနိုင်ကြတာဒါငါရည်စားဆိုတာကိုငါသိတယ်ဒါပေမဲ့ငါရည်စားပေါ်ကိုငါဘလို့စိတ်ခံစားချက်ရှိရမှာလဲဆိုတာကိုမသိနိုင်ကြတာ data တွေဆွဲထုတ်လို့မရနိုင်ကြတာပေါ့ဗျာစိတ်ထဲမှာဒုရတွေပြိပခါနေနဲ့တယောက်တည်းတိုင်ပတ်နေတာပေါ့ဗျာဟုတ်ဗျာဆိုတော့ကျွန်တော်ဒီနေ့ပြောလိုက်တဲ့ဒီစိတ်ယောဂအကြောင်းတွေကကြောက်စရာကောင်းတယ်ဆိုပေမဲ့အရင်တော့စိတ်မှုပြနေဗျဘာလို့လဲဆိုတော့ဒီစိတ်ယောဂတွေကရှာရှာပပယောဂတွေဖြစ်တယ်လို့ဖြစ်ဖို့ကလည်းတိတ်မလွယ်ကြဘူးဗျကိုယ့်ပေါ်မှာဖြစ်လာမယ်လို့စိတ်ပူစရာမလိုဘူးဗျစိတ်အေးထားလို့ရတယ်ပေါ့ဗျတကယ်ကိုရှာရှာပပဖြစ်တဲ့စိတ်ယောဂတွေဗျဆိုတော့ဒီစိတ်ယောဂတွေအကြောင်းကိုဘယ်လိုထင်မြင်သုံးသပ်ကြလဲဗျထင်မြင်သုံးသပ်ကြတဲ့ဟာလေးတွေကို comment ပေးကြဖို့ဖိတ်ခေါ်ရင်ကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့နောက်ဗီဒီယိုရောက်မှထုတ်လွှင့်ကြတာပေါ့ဗျာ